ဘက်ထရီလဲတာပဲအဟောင်းဖြုတ်အသစ်တိုက်လိုက်ရုံပဲမဟုတ်ဘူးလားလို့တွေးမိဘူးကြမှာပါတကယ်တော့အခုခေတ် model မြင့်ကားတစ်တော်များများမှာကကျွန်တော်တို့ကွန်ပျူတာစနစ်တွေပါတဲ့အပြင်ဒီ Windows Auto System နောက် Radio Setting စတဲ့အခြားအရေးကြီးတဲ့ data စနစ်တွေပါပါတယ်ပါတဲ့အခါကျတော့ဘက်ထရီကိုလုံးဝဖြုတ်လိုက်တဲ့အခါအဲ့ဒီ setting တွေအားလုံး reset ဖြစ်သွားပြီး error တွေတက်လာတတ်ပါတယ်မှန်တင်ချမရတာနောက်အချိန်နာရီတွေပြောင်းလဲသွားတာမျိုးပေါ့နော်ဒါကြောင့်ဘက်ထရီလဲနေစဉ်အတွင်းမှာကားတွေက data တွေပျောက်ပြတ်မသွားအောင်လို့အခြားဘက်ထရီတစ်လုံးနဲ့ power ဆက်ပေးကြအကောင်းဆုံးပါပဲခင်ဗျာဘက်ထရီလဲတာကရိုးရှင်းပါတယ်ဒါပေမဲ့နီးစနစ်မှန်မှန်နဲ့ကျွမ်းကျင်စွာလဲမလာတာကားရဲ့ liyassit system တွေကိုအနေနဲ့ကင်းကင်းနဲ့ကာကွယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဘက်ထရီတက်ရှည်သုံးခံစေဖို့အားဝင်ထွက်မှန်မှန်ကိုအမြဲစစ်ဆေးပေးပါလို့အကြံပြုပြရစီခင်ဗျာ။ဇုံဘက်ထရီစင်ဆာဘက်မှာအမြဲယုံကြည်စွာလက်လိလက်ကဝယ်ယူအားပေးနေကြတဲ့ချစ်မိတ်ဆွေများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။